miss you ဒါတော့ကဒိုးတမီးပါအားလုံးပဲမင်္ဂလာပါဖိုးပါဒီ vlog လေးကတော့ဖိုးနေအောင်လက်မှတ်ထိုးရနေအမတ်တရား vlog လေးပဲဖြစ်ပါတယ်ရှင်နေမစာနေတရားတိုင်းကွယ်တာနဲ့သူစားတွေဝိုင်းချစ်တော့ငိုချင်မမဲသွားစို့နော်အိုးတခြားရှာမယ်နောက်မှာမီးပွိုင်မရှိတော့ဘူးဒီမီးပွိုင်နဲ့ last မီးပွိုင်အဲ့တော့အချိန်မီသေးတယ်ပြန်လဲဆိုလဲပေးလို့ရတယ်ကိုကြီးကမီးပွိုင်ကနေပြန်လဲပေးရမလားစနေပေမဲ့ဖိုးကတော့ကားတကားရက်တာနဲ့ဝှိဆိုပြီးပြေးစင်သွားတာပဲဖြစ်ပါတယ်ငကိုတွေကဖိုးကလက်မှတ်ထိုးတဲ့နေ့လေးကိုဖိုးတို့ဒီရှိနေတဲ့ပုံစံလေးအတိုင်းပဲဖိုးကအမတ်တရားလေးဖြစ်ချင်တာပေါ့နော်ပြီးတော့ဘာ stress မှမရှိဘဲနဲ့တကယ်ဖိုးတို့ပျော်ပျော်ရွှင်ရွှင်လေးနဲ့ vibe လေးကိုဖြစ်ချင်တဲ့အတွက်ကြောင့်မို့လို့ဖိုးပုံမှန်ဝင်နေကြအတိုင်းရယ်ပြီးတော့ဖိုး make up မပါဘဲနဲ့ပေါ့ပါလေးနဲ့ပဲဖိုးတို့တကယ်အရန်ချေရတဲ့မိသားစုတွေနဲ့ပဲဖိုးတို့ရေလက်မှတ်လေးထိုးပြခဲ့ပါတယ်ရာသဗံပေါင်းသိနေထိုင်သွားကြလို့ဒီရောဒီနေ့မှဆိုင်၍တရားဝင်လက်ထက်ခြင်းများခြင်းကိုပညာရှိတရားသူကြီးရှိမှ၌ပညာရှိတရားသူကြီးရှိမှ၌ဤလက်ထက်ခြင်းများမင်္ဂလာပရိသတ်စွာပြုတော်ကိုနှံ့သဘောတူလက်မှတ်ရေးထိုးကြပါသည်ဖိုးနေအောင်ဒီ moment လေးရောက်လာဖို့အတွက်ကိုဒါနှစ်တီးအများကြီးတယောက်နဲ့တယောက်နားလည်မှုရှိနဲ့ဖိုးရဲ့ဒီရည်စားသက်တမ်းတစ်လျှောက်ကိုလည်းဖိုးအကောင်းဆုံးဖြတ်တန်းခဲ့ကြရတယ်ဆိုလို့ရှိရင်လည်းဖိုးနေအောင်လုံးရှေ့ဆက်ဖို့အတွက်ကိုဒါ ready ဖြစ်ပြီးဆိုတဲ့အချိန်ပေါ့နော်ကိုဘက်ကနေပြီးတော့ propose လုပ်လာပြီးတော့ဖိုးတို့ဒီလို moment လေးကိုရောက်လာခဲ့ပါပြီဒီလက်မှတ်ထိုးတဲ့နေ့လေးမှာဆိုလို့ရှိရင်လည်းဘိုးတို့နှစ်ယောက်ဘဝမှာအရေးကြီးဆုံးနဲ့အချစ်ရဆုံးဖြစ်တဲ့ဘိုးတို့မိသားစုတွေနဲ့ပဲဘိုးတို့ဒီပွဲလေးကိုချစ်လေးလေးလုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်ထားတဲ့အတိုင်းပဲဘိုးတို့လုပ်ဖြစ်သွားပါတယ်အိမ်နေရတော့အမကအကုန်လုံးပြင်ဆင်ပြီးတော့မှညာဘက်ကအဖျားတက်လာတဲ့အတွက်ကြောင့်မလို့မလိုက်ဖြစ်ပါဘူးအဲဒါကြောင့်မလို့ကိုယ့်ရဲ့အမေနဲ့အကိုနဲ့ပဲဖြစ်သွားတာပေါ့နော်လက်မှတ်ထိုးတဲ့အချိန်လေးကတော့တကယ်ကြာချိန်က15မိနစ်လောက်ပဲကြာပါတယ်ဒါပေမဲ့အဲ့15မိနစ်ရောက်ဖို့အတွက်ကိုဖိုးတို့နှစ်ယောက်ဆိုလို့ရှိရင်17နှစ်လောက်ဖိုးတို့ကြီးစူးစမ်းခဲ့ရတာပေါ့နော် official merit ဖြစ်သွားပါပြီငါ့ကိုရမ်းချစ်တယ်ပြီးတော့အခါမှာတော့ဖိုး round house မှာ lunch လေးစီစဉ်ထားပါတယ်ဖိုး family နဲ့ပဲဖိုးပေါ့ပါလေးပဲပျော်ပျော်ပါစားအောင်လို့ဆိုပြီးတော့စီစဉ်လိုက်တာပါကျေးဇူးများကြီးတင်ပါတယ်ဒီဘယ်နဲ့အခုဟာ16နဲ့ဘာလေးနေပဲ28နဲ့28နှစ်လောလောအားတောင်းနေတယ်အခု28နှစ်နောက်ပိုင်းတော့ပြီးတော့โอเคနော်သိကြပါနော်လမ်းစားပြီးတဲ့အချိန်မှာတော့ဒါဖိုးတို့ရွှေတကုံဘုရားကြီးကိုသွားပြီးတော့ပထန်းတူရုပ်ဖြစ်ပါတယ်ဖိုးတို့နေရာရေးစားစားဖြစ်တော့ကလည်းပထမဆုံးတိတဲ့နေရာရွှေတကုံဘုရားကြီးပေါ်မှာပါပြီးရင်တော့ဖိုးဟာဒီနေ့လေးကိုအမှတ်တရသိမ်းထားခြင်းတဲ့အတွက်ကြောင့်မို့လို့ချက်ချင်းတက်ပုံရတဲ့ဖိုတိုဘူးလေးကိုသွားပြီးတော့ကန်တာယာမှာပဲတက်ပုံရိုက်ဖြစ်ပါတယ်လက်ထက်စာကြောင်းလေးနဲ့အတူတူသိမ်းထားအောင်ပါပြီးရင်တော့ဖိုးရဲ့အကြိုက်ဆုံး coffee တောက်ပြီးတော့ဖိုးတို့အိမ်ပြန်ပါပြီဖိုးနှစ်ယောက်ကအရင်တည်းကဒါပဲအချိန်မှာဘာလုပ်မလဲဆိုတာကိုနှစ်ယောက်ကအမြဲတမ်းတိုင်ပင်ဖြစ်တယ်ပေါ့နော်ဒီနေ့ကလည်းဒါဖိုးတို့နှစ်ယောက်ရေးစားပွားတဲ့က plan လာတဲ့ရက်လေးပေါ့နော်တကယ်လည်းအရင်ပြောသွားပြီးတော့ပေါ့ပါနဲ့ကိုချစ်ရတဲ့သူတွေနဲ့ပဲရှိရတဲ့အတွက်ကြောင့်မလို့ပေါ့ပါလေးဖြစ်တဲ့ရက်လေးဖိုးအတွက်ဖြစ်ခဲ့ပါတယ်တကယ်တော့ဖိုးရဲ့ vlog ကပြီးထင်နေရအိမ်ရောက်တော့ဆရာသမားဖိုး surprise တိုက်ထားပါတယ်မနက်ကလေးကနေပြီးတော့သူစီစဉ်ထားတာပေါ့နော်ဖိုးကအိမ်ရောက်တော့မှအရင် surprise ဖြစ်သွားတာပါဒါလေးကတော့bonus trip ပါကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကိုယ့်ရဲ့ pre-wedding vlog လေးနဲ့တကယ် wedding vlog လေးကြည့်အောင်လဲကိုယ့်ရဲ့ page လေး follow လုပ်ပေးထားပါအောင်เนาะအားလုံးပဲတက်တာ good night ပါ